တင်းလာသားကြီးများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတင်းလာသားကြီးများအတွက်16ရက်6လ2025မှာ22ရက်6လ2025အထိတင်းလာသားကြီးများရဲ့တပတ်တာငွေကြေးအခြေအိမ်တော်ရေးကံကြမ္မာလေးကိုကျွန်တော်လီလိုမာကကလေးကြည့်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တင်းလာသားကြီးများရဲ့ကျွန်တော်ငွေကြေးကံလေးကနေစပြီးတော့ကြည့်ပေးပါမယ်ကြည့်နေတဲ့သူတွေထဲမှာတင်းလာသားကြီးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်လေးကိုအသေးလေးပေးဖို့မမေ့ပါနဲ့ follow လေးလုပ်သွားပါအောင် comment လေးလည်းရေးသွားပါအောင် share သွားကြပါအောင်ခင်ဗျာဆက်ပြီးတော့ကျွန်တော်ဒီလားတိုင်းပြန်ငွေကြေးကံပေါ့နော်ဒီလားတိုင်းများတော့တပတ်တာငွေကြေးကံနမိတ်ကလေးကလက်စွပ်ဆိုတဲ့နမိတ်အဲ့တော့ငွေကြေးကံလေးကကောင်းတယ်အဆင်ပြေတယ်ပေါ့နော်ဒီတပတ်တာကာလမှာကိုကငွေကြေးနဲ့ပတ်သက်ပြီးစိတ်ချမ်းမြေ့စရာပျော်ရွှင်စရာလေးတွေကြုံလာနိုင်တယ်ပြီးတော့ကိုယ့်ရဲ့ဒီလက်တွဲဖော်ပေါ့နော်လက်တွဲဖော်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မိသားစုဒါရဲ့ထောက်ပံ့မှုကြောင့်ပျော်ရွှင်စရာလေးတွေကြုံလာနိုင်တဲ့တပတ်တာကာလဖြစ်တဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးအဆင်ပြေစေဖို့အတွက်မိမိရဲ့အိမ်ရှိမှာအဲ့လိုဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့လိုရေချိုးပေါ့နော်ရေချိုးပြီးတော့ငါငွေကြေးကနေကောင်းလာပြီးအဲ့လိုမျိုးပုံစံလေးနဲ့ရေတရားပြုလုပ်လို့ရပါတယ်ခင်ဗျာပြီးတော့အချီပေါ့နော်အချီနဲ့ပတ်သက်ပြီးတော့ဒီဘက်တာကာလမှာတင်းလာသားကြီးများကြုံရမယ့်နမိတ်ကတော့ကြီးမှာခက်ခဲတာမနိုင်ဝင်ပြီတာဒါမျိုးလေးတွေကြုံလာနိုင်တယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့အချီလေးကကန်ညံ့နေတယ်လို့ပြောလို့ရတယ်အဲ့တော့မနိုင်ဝင်ပြီးတာတွေသဘောထားကွဲလဲမှုကြောင့်ဒီလိုစိတ်ခဲမှာအဲ့လိုအဆိုင်ခဲကြီးတွေဖြစ်လာတတ်ပြီးတော့ဒီတပတ်တာကာလမှာလမ်းခွဲရတဲ့အခြေအနေလေးတွေနဲ့ကြုံလာရတဲ့အတွက်ကြောင့်မို့လို့တလင်းရသားသီးများကအချီကံလေးအောင်ညံ့နေပါတယ်အဲ့တော့အချီကံကောင်းစီဖို့အတွက်ဘာလုပ်ရမလဲဆိုလို့ရှိရင်အဲ့တော့မပြောတော့ပါဘူးအိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဒီဘက်ကာလမှာတင်းလာသားသီးများကအဲ့လိုကလေးငယ်လေးပေါ့နော်ကလေးငယ်လေးတွေအဝူကြောင့်စိတ်ပျော်ရွှင်စရာစိတ်ချမ်းမြေ့စရာဒါမျိုးလေးတွေကြုံလာနိုင်တယ်ပြီးတော့ပျော်ရွှင်စရာလေးတွေကြုံလာရနိုင်တဲ့အတွက်ကြောင့်မလို့တင်းလာသားသီးများကဒီဘက်ကာလမှာအိမ်တော်ကြီးကံလေးကတော့ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့အိမ်တော်ကြီးကံမကောင်းတဲ့တင်းလာသားသီးတွေရှိတယ်ဆိုလို့ရှိရင်လည်းမိမိရဲ့မွေးနံထောင်းမှာတီးသုံးမျိုးလှူပြီးတော့အိမ်တော်ကြီးကံကောင်းလာဖို့အတွက်ထူတောင်းလို့ရပါတယ်ခင်ဗျာဒါလေးကတော့ရေတွေကတဘောမျိုးပေါ့နော်ပြီးတော့ကျမ်းမာရေးကတော့တင်းလာသားကြီးမျိုးဒီဘက်တာကာလမှာမျက်လုံးခြေထောက်ပြီးတော့အဲ့လိုလေကားတက်စင်ရေတက်စင်ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့တတိထားမယ်တပတ်တာကာလဖြစ်တဲ့အဲ့တော့မျက်လုံးတွေပြီးတော့အဲ့လိုမှောင်တဲ့နေရာတွေသွားပြီးတော့အဲ့လိုမျိုးလေကားတက်စင်တွေလုပ်မယ်ဆိုလို့ရှိရင်အန်ရီဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့တတိထားမယ်တပတ်တာကာလဖြစ်တဲ့အဲ့တော့တင်းလာသားကြီးများကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အနေငယ်ညံ့နေတယ်လို့ပြောလို့ရတယ်တင်းလာသားကြီးများကျမ်းမာရေးကံကောင်းစေဖို့တော့ကမိမိရဲ့မွေးနံတောင်းမှာတင်းလာနံတောင်းမှာရေတက်စီတက်ပဲပြီးတော့ကျမ်းမာရေးကောင်းလာဖို့အတွက်ဆူတောင်းလို့ရပါတယ်နာရာရှိယောဂတွေယောဂဟောင်းတွေရှိတယ်ဆိုလို့ရှိရင်လည်းပြန်ပေါ်လာတတ်တယ်ပျောက်ကင်းနိုင်မှာမဟုတ်သေးဘူးဆိုတဲ့တပတ်တာကာလဖြစ်တယ်ပေါ့နော်အဲ့တော့တင်းလာသားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကောင်းလေးကိုအသေးလေးပြီး comment လေးရေး share သွားဖို့လည်းမမေ့ပါနဲ့ဟုတ်ပြီးတော့ကျွန်တော်ညနေ6နာရီရနေပြီးတော့ည10နာရီဒီ online ကနေဟောကန်လေးပြန်ပြီးဖွင့်ထားပါတယ်အဲ့တော့မေးတင်တဲ့သူရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်လေးမှာချက်ပေါက်လေးကိုဆက်သွယ်ပြီးမြင်မြန်လို့ရပါတယ်ခင်ဗျာတင်းလာသားကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ